Fanglish မှာအရန်အမေးများတဲ့ Osbildon ဆိုတာဘာလဲဒီဗီဒီယိုမှာလေဒီ Germany မှာရှိတဲ့ Osbildon program ဘာမှလို့နားလည်အောင်ပြောရင်အလုပ်သင်ပေါ့ဒါပေမဲ့အလုပ်သင်ဆိုမဲ့အလုပ်ကြီးပဲလည်းမဟုတ်ဘူး theory 30%ပါတယ် vocational college မှာစာတွေ့ကိုတွတ်တက်ရမယ်တကယ်ကိုအလုပ်လုပ်မဲ့ host company မှာကျတော့ 70% အလုပ်လုပ်ရမယ်တစ်ပတ်9ရက်တော့လည်းကောင်း6ရက်တော့လည်းကောင်းလုပ်ရမယ် depends ပေါ့နော်အဲ့တော့ကိုကအဲ့လိုမျိုးအလုပ်လုပ်တဲ့ချိန်မှာလည်း part time လုပ်လို့ရလားဆိုရင်ကိုလုပ်နိုင်နေဆိုလို့ရှိရင် part time လည်းလုပ်လို့ရတယ်အဲ့တော့ Osbildon ကအားသာချက်တွေရှိတယ်ဒါပေမဲ့ဒါကတော့ဟိုနောက်ပိုင်းမှာ bachelor တွေ master တွေမရနိုင်တဲ့တကယ် professional certificate တော့ပြီးတယ်။ तू ကဘယ်လိုပြောရမလဲ။ဒီလိုအလုပ်လုပ်လို့သင်ငယ်သွားစရာဘာညာမရှိဘူး။တကယ်ကိုအဲ့လိုမျိုးလုံးဝbachelor ပဲယူဒီ professional certificate ယူနောက်မှ professional တယောက်အနေနဲ့ပဲလုပ်ငယ်ပဲဖြစ်ဖြစ် it's not a problem ။အဲ့တော့highly recognized ဖြစ်တယ်ပေါ့ဟာလာချမ်းပြီးမှဆိုလို့ရှိရင်အဲ့တော့ဘယ်ပိုင်းနေရှိလဲဆိုရင် hotel and restaurant management logistic healthcare bakery pastry and culinary နဲ့ technical ပေါ့ technical ဆိုတာ engineer mechatronic တို့ electrical and electronic တို့ဒီပိုင်းနေရှိတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ချက်ပီလူကဒီအားတွေမှာအလုပ်သင်စားလုပ်ပြီးဆိုလို့ရှိရင်ကိုကပတ်စံစားရမှာပေါ့ဟာလာအနည်းဆုံးယူ1000ကနေ1400လောက်ကြားထဲမှာ feel ပုံမူတည်ပြီးတော့ရနိုင်တယ်ပေါ့မ healthcare ဆိုရင်1000နဲ့1300ကြားရမယ် restaurant management တွေဆိုလို့ရှိရင်1100 technical ဆို1000နဲ့1200ပြီးတစ်နှစ်ကိုသူကလာစားလေးတွေတူပါပြီအချက်ပင်ရော Fanglish ကနေပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ service ပေးတဲ့အခါမှာဟာလာeco pickup ကစားကြမိပါမှာစီစဉ်ပေးတယ်နောက်ပြီးတဲ့အခါကျလို့ရှိရင် accommodation လည်းတစ်နှစ်စာစီစဉ်ပေးတယ်အဲ့တော့အနည်းဆုံး12တန်းပညာရေးရှိရမယ်ဂျာမန်စာပြီးွားအနည်းဆုံးရှိရမယ်ဂျာမန်စာပြင်ဖို့အတွက်လည်း Fanglish မှာတကယ်ကိုကောင်းမွန်တဲ့ဆရာမတွေရှိတယ်ချက်ပင်လို့ရှိမှဂျာမန်စာတော်တော်လေးအောင်မြင်ဖွင့်လှစ်ထားနိုင်တယ်လူကြီးတွေအတွက်ကောကလေးလေးတွေအတွက်ကောရှိတယ်video class နဲ့ Zoom class နှစ်ခုလောက်ရှိတယ် video class မှာလည်း Zoom session လည်းထည့်ထားပေးတယ်လို့ Zoom class ကြီးပဲလည်းတက်ရှိတာကိုပြောတာပေါ့နော်ချက်ပင်လို့ဒီမှာကျတော့ winter intake နဲ့ summer intake နှစ်ခုရှိတယ်ကုန်ကြစိတ်အသေးစိတ်ကကြတော့လာမေးလို့ရတယ်တစ်ခုနဲ့တစ်ခုမတူဘူးအနည်းဆုံးဟာလာ4800 5500ကြားထဲမှာပဲ shipping လို့ euro ပေါ့နော် charge လုပ်တယ်အဲ့တော့ဟိုရောဘာတွေကုန်မှလဲကိုဘာတွေပေးရမှာလဲဆိုရင် income tax ကို euro 100လောက်တွက်မယ် mobile phone နဲ့ပတ်သက်ပြီး euro 30 health insurance 100 leisure activities ကို3050နဲ့100ကြား transportation 80နဲ့တွက်မယ်မြို့ပေါ်လည်းမူတည်သေးတယ်ပေါ့ဟုတ်လားမြို့ကကြီးရင်ကြီးတော့များမယ်ကိုယ့်ရဲ့အစားအသောက်ကတစ်လောက်တော့250လောက်တွက်ပြီးတော့အခန်းကတော့350လောက်တော့ရှိတယ်ဒါချစ်ပင်ကြီးကအကြမ်းမြင့်တွက်ပြထားတာတစ်လောက်ကို950လောက်သွားမယ်ဒီ Osbildon ပြီးသွားတဲ့အခါမှာအဲ့ကိုအလုပ်လုပ်ခဲ့တဲ့ဒီ company မှာပဲထပ်ပြီးတော့ full time ဟာလာ permanent အနေနဲ့ရနိုင်တာရှိသလိုကိုယ့်ဘက်ကိုတက်ရှာခြင်းနဲ့ဆိုလဲ certificate ရတဲ့အတွက်ကြောင့်မို့လို့ကိုကြိုက်တဲ့နေရာမှာ professional တယောက်အနေနဲ့လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်ကိုကကျောင်းတက်တာကတော့ Germany မှာကောင်းတာရှိသလိုအကယ်လို့ကိုက cost effective way နဲ့ Germany ကိုသွားချင်တယ်ဆိုလို့ရှိရင်တော့ဒီ Osbildon program ကို join တဲ့ apprenticeship ပေါ့အဲ့ချက်ပင်တို့မှာ Germany တနိုင်ငံနဲ့တော့ရှိတာတော့မဟုတ် Malta နဲ့ Dubai ဘက်တွေလည်းချက်ပင်တို့ကြော်ညာထားတာရှိတယ်ဒါပေမဲ့ဒီဗီဒီယိုကတော့အဓိကကတော့ဘာအတွက်ပြောရလဲဆိုလို့ရှိရင် Germany အတွက်ပြောတာဖြစ်တယ်အဲ့ဒီ Osbildon certificate ဆိုတာကရော Germany တနိုင်ငံနဲ့သုံးလို့ရလားဆိုတော့လည်းမဟုတ်ဘူးကိုကဒါနဲ့ပတ်သက်တဲ့ hands on experience ရပါပြီဆိုတဲ့ဟိုကကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်ရတော့တခြားနိုင်ငံသွားလို့ဘာသာစကားသာမရရင်နေမယ်ဒီလုပ်ရည်ကိုင်ရည်ရတော့ဒါပဲအဲ့တော့လုံးဝကြီး तू ကcertificate recognized worldwide ပေါ့နော်အဲ့လိုမျိုးဆိုတော့ industrial experience တွေလည်းရမယ် knowledge တွေလည်းရမယ် job opportunities တွေ guarantee in Germany after completing your course ပေါ့နော်ဒီ 3-year course ပြီးသွားပြီဆိုရင်ရနိုင်ခြေရှိတယ် bachelor's degree တွေပြန် join လို့ရတယ်ကိုကတကယ်ပြီးသွားလို့ဟာလာနောက်ပိုင်း PR ရပြီးမှကျောင်းပြန်တက်တယ်ဘာညာဆိုလဲရတယ်ကိုကျောင်းတခြားပြန်ရွေးရမယ်ပေါ့နော်အဲ့တော့PR ရနိုင်ခြေရှိတယ် PR ပြီးရင် citizen ရနိုင်ခြေတွေရှိတယ်အနည်းဆုံးတော့9နှစ်6နှစ်လောက်နေပြီးမှပေါ့ဟုတ်လားအဲ့လောက်ဆိုလို့ရှိရင် PR ရှောက်လို့ရတယ်အဲ့ခါကျရင်ဂျာမန်စာ B2C1 လောက်တော့လိုတာပေါ့နော်အဲ့ဒါတွေကတကယ်ကိုကောင်းမွန်တဲ့အခွင့်အလမ်းတွေဖြစ်တယ်ဒါပေမဲ့ဒီမှာဂျာမန်စာအဓိကအရေးကြီးတယ်အတန်းပညာတော့12တန်းအနည်းဆုံး GED နဲ့ရလာဆိုရင် GED နဲ့လည်း chip ပြီးလို့ try ပြီးလို့ရတယ်လာပြီးတော့သိချင်အသေးစိတ်လာစုံစမ်းကိုယ့်ဘက်ကဘာမှ ready မဖြစ်တာတို့တခုခုလိုအပ်တာဆိုလို့ရှိရင် chip ကြီးက consultation လုပ်တဲ့ခါကျရင်တေချာကိုပြပြပေးတယ်ဘာတွေကတော့အခုချက်ချင်းမရနိုင်သေးဘူးเนาะဘာတွေထည့်ရမယ်ဆိုတာအားလုံးတေချာရှင်းပြပေးတယ်အဲ့တော့တိကျနဲ့အမှန်တိုင်းပြောတာကိုလိုချင်တယ်ချက်ပီကြီးဒီဘာမှမထိမချင်မဲ့ပုံမှန်လေးဆွေးနွေးပြီးတတ်တာဖြစ်တဲ့ကြောင့်မလို့အသေးစိတ်သိချင်တယ်ဆိုရင် Fanglish က page တို့ YouTube channel TikTok အကုန်လုံးလာမိပါကျေးဇူးများကြီးတင်ပါတယ်